တကယ်ကျွန်တော်အားလုံးပဲမင်္ဂလာပါဆလတ်တန်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့တကယ်ကျွန်တော်လုံးဝစိတ်ကြိုက်ဖြစ်စေမဲ့ဇလန်းကောင်း၅ပုဒ်ကိုရွေးချယ်တင်ဆက်ပေးထားပါတယ်ဘယ်စကားတွေဖြစ်မလဲဆိုတာကတော့ကျွန်တော်နဲ့ဒီဗီဒီယိုလေးစုံတဲ့အထိလိုက်ပါကြည့်ရှုအားပေးနိုင်ဖို့ဖိတ်ခေါ်ပါတယ်နံပါတ်5ဒန်တန်မာလန်ကီလမ်2025ဒီဇလန်လေးကအင်ဒိုနီးရှားဇာတ်ကားဖြစ်ပြီးတော့ rating ကလည်းအတော်လေးကိုမြင့်မားတဲ့ခင်မှာပါဝင်ပါတယ်ရေခဲတိုက်တစ်ခုကိုလုံးရက်သေဆုံးမှုနဲ့ရောက်ရှိလာတဲ့လျိုသမီးလောင်းတစ်လောင်းတေးဆွမ်းတဲ့အကြောင်းရင်းကိုစစ်ဆေးမှုမလုပ်ရသေးခင်ဘိုးသိန်းညတစ်ညမှာပဲထူးဆန်းစွာနဲ့ပျောက်ဆုံးသွားခဲ့ရပါတယ်။အခင်းဖြစ်ပွားတဲ့ညတော့ကမှုခင်းစီးပညာတခွဲကမှာစောင်းတယောက်ကရှိပြီးတော့အဲ့ဒီအဆောင်ကလည်းဆေးရုံမှာအကြောင်းလုံးပြီးတတိလေးမိန်မျောနေရဖြစ်တဲ့အတွက်ခုမှနိုင်ငံခြားခီးစဉ်ကနေပြင်ရောက်လာတဲ့စောနောအာယာနဲ့သူ့လက်ထောက်နှစ်ယောက်ကအဲ့ဒီမှုကိုညာရင်းချင်းကင်တွယ်စစ်ဆေးဖို့အတွက်အကြောင်းဖန်လာခဲ့တဲ့နောက်ပါရီဆက်ဖြစ်လာမလဲဆိုတာတွေကိုဒီဇလန်လေးထဲမှာစိတ်ဝင်စားနေကိုကြည့်ရှုခန်းစားမှာဖြစ်ပါတယ်။ပြောပြပြီးခဲ့တဲ့ဇလန်ကျင်းကိုသိရဆိုရင်တစ်ချိန်ကနာမည်ကျော်ခဲ့တဲ့စပိန်မြို့ဝက်တဲဖို့ဇာတ်ကားဖြစ်တဲ့ The Body 2012ကိုမှတ်မိကြမယ်လို့ထင်ပါတယ်။ဟုတ်ပါတယ်။ဒီဇလန်လေးက The Body 2012ရဲ့တရားဝင် Indonesia remake ဇာတ်ကားလေးပဲဖြစ်ပါတယ်။ရှေ့တဲ့နောက်ခံနဲ့ကိုင်းညီအောင်ချို့နေရာလေးတွေကိုပြောင်းလဲလုပ်ထားသလိုကိစ္စပုံတွေနဲ့စကြောင်းပြောပုံတွေပါစနစ်ထားတာဖြစ်တဲ့အတွက်လူရင်းဇာတ်ကားကြည့်ပြီးတဲ့သူတွေပါလိုက်ပါစီးမြော်လို့ကောင်းမဲ့ဇာတ်ကောင်းလေးတစ်ပုဒ်ဖြစ်တာကြောင့်တကယ်ချင်းတို့လုံးဝတမ်းမလို့တဲ့ဇာတ်ကောင်းတစ်ပုဒ်ဖြစ်နံပါတ်9နဲ့ကနေဖေးထုတ်တင်ဆက်ပေးလိုက်ပါတယ်။နံပါတ်4လာကာ2025ခုနှစ်ထဲမှာထွက်ရှိထားတဲ့ဇလန်များစွာတွေကဒီဇလန်လေးက rating အတော်လေးမြင့်တဲ့ဇာတ်ကားတွေမှာတစ်ပုဒ်အပါဝင်ဖြစ်ပါတယ်။ စတိုးဆိုင်ဝန်ထမ်းလေးဖြစ်တဲ့ Matthew ဆိုတဲ့သူတယောက်ရှိပါတယ်။အဲဒီကောင်လေးကအဆူရောပေါက်စာလေးဖြစ်တဲ့ Oliver ကိုဆွဲနေသူဖြစ်ပြီးတော့သူ့ဆိုင်ကို Oliver ရောက်လာတဲ့အခါ Oliver ရဲ့အကြိုက်ဆုံးသချင်းတွေကိုဖွင့်ပြပြီးတော့သူ့ရဲ့စိတ်ဝင်စားမှုကိုရယူခဲ့ပါတယ်။အဲဒီနောက်မှာတော့ Oliver ကလည်း Matthew ကိုသဘောကျပြီးတော့သူ့ရဲ့နောက်ဘက်ကအဖွဲတွေကိုဝင်ခွင့်ပေးလိုက်ပါတယ်။အစပိုင်းမှာတော့ Matthew က Oliver ရဲ့လူတွေစီကနေတန်တရားဝန်ထမ်းတွေခံခဲ့ရပေမဲ့ဗီဒီယိုရိုက်ကူးရတဲ့အလုပ်တွေနဲ့သူ့ကိုယ်သူအသုံးဝင်ကြောင်းကိုပြသလာတဲ့နောက် Oliver ရဲ့အနီးကပ်လူဖြစ်လာခဲ့ပါတယ်။ Matthew ရဲ့ဆွဲလန်းမှုကတာမန်ခင်မင်မှုအဆင့်ကနေပြီးတော့အသက်အန္တရာယ်တွေပါရှိလာတဲ့အခြေအနေတွေကိုရောက်ရှိလာတဲ့အခါ Oliver ရဲ့လျှို့ချက်တွေကိုမှတ်တမ်းတင်ပြီးတော့အသုံးချဖို့ကြိုးစားလာတဲ့အခါမှာတော့သူတို့တယောက်ရဲ့ဂျာကဆက်ဆံရေးကပို့ပြီးတော့ရှုပ်ထွေးနှံ့လာတွေကိုစိတ်ဝင်စားနေကိုကြည့်ရှုခန်းစားမယ်ဇလန်ကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒါကြောင့်မဲတကယ်ချင်းတို့လုံးဝလက်မလွတ်တဲ့ဇလန်ကောင်းတစ်ပုဒ်ဖြစ်နံပါတ်4ညကနေရွေးထုတ်တင်ဆက်ပေးလိုက်ပါတယ်။နံပါတ်3 The Women in Cabin 10 2025 Netflix ကနေပူပူနွေးနွေးထွက်ရှိထားတဲ့ဇလန်အသစ်လေးပဲဖြစ်ပါတယ်။နာမည်ကြီးသတင်းတောက်မလေးလော်ရာကခီးသွွားဆောင်းပါးရေးဖို့အတွက်လူချမ်းသာတွေရဲ့ဖိတ်ခေါ်မှုနဲ့တူစိန်ခံသင်္ဘောကြီးပေါ်ကိုလိုက်ပါသွားခဲ့ပါတယ်။လော်ရာဟာသူ့အတွက်လည်းနောက်စရာပဲလို့ယူဆပြီးတော့လိုက်သွားခဲ့တာပါ။ဒါပေမဲ့တညမှာအခန်း30ကခီးတဲ့တူခီးထဲကျသွားတာကိုသူမြင်တွေ့လိုက်ရပါတယ်။သူမြင်လိုက်ရတာကိုပိုင်ရှင်တွေဝန်ထမ်းတွေခီးတယ်တွေကိုအကုန်လိုက်ပြောပြပေမဲ့လူစင်းကလည်းပြည်စုံနေတဲ့အတွက်သူပြောတာတွေကိုမယုံကြသလိုနဲ့သူ့ရဲ့စိတ်ကူးရဲ့ဇလန်လိုပဲအားလုံးကမြင်နေခဲ့ကြပါတယ်။လော်ရာဆိုတဲ့အမျိုးသမီးကသူပြောတာကိုဘယ်သူမှမယုံကြပေမဲ့အဖြေကိုဆက်လက်ပြီးတော့ရှာဖွေနေတဲ့အချိန်မှာပဲမထင်မထားတာတွေဖြစ်ပေါ်လာခဲ့ပြီးတော့အသက်အန္တရာယ်တွေနဲ့ပါရင်ဆိုင်လာရပါတယ်။လော်ရာတယောက်နောက်ဆုံးမှာသူမြင်တွေ့ခဲ့ရတာတွေကိုသက်သေပြသွားနိုင်မလား။အခန်း30တွေကအမျိုးသမီးကဘယ်သူဖြစ်မလဲ။သူမြင်လိုက်ရတာကတကယ်ပဲစိတ်ထင်အောင်ထမအသက်ပဲလားဆိုတာတွေကိုဒီဇလန်ထဲမှာစိတ်ဝင်စားနေကိုဖြေရှာကြည့်ရမယ့်ဇလန်မျိုးပဲဖြစ်ပါတယ်။ဒါကြောင့်မဲတကယ်ချင်းတို့လုံးဝလက်မလွတ်တဲ့ဇလန်ကောင်တစ်ပုဒ်ဖြစ်နံပါတ်3ညကနေရွေးထုတ်တင်ဆက်ပေးလိုက်ပါတယ်။နံပါတ်2 Blackback 2025မြန်မာနိုင်ငံမှာဘဏ်အကောင့်ဖွင့်ပြီးငွေတွေဖွက်ထားတဲ့ Disable Spy Agent ကိုဖော်ထုတ်ရမယ်ဇလန်မျိုးပါဒီဘက်နှစ်မှာထွက်ရှိခဲ့တဲ့ဇလန်တွေထဲမှာ rating အတော်လေးကိုကျန်းတဲ့ဇလန်လို့ပြောလို့ရပါတယ် Spy ဇာတ်ကားတွေထဲမှာဆိုရင်တော့တော်တော်လေးကိုကြည့်လို့ကောင်းတဲ့ဇလန်လို့လည်းသတ်မှတ်လို့ရပါတယ်တကယ်တိတိကျကျသရုပ်ဆောင်တွေပါဝင်ထားတာဖြစ်တဲ့အတွက်ဇလန်ကအတော်လေးကိုကြည့်လို့ကောင်းပါတယ်ဇလန်နာမည် ANS ဆိုတာက Spy တွေရဲ့လျှို့ဝှက်ချက်ကိုရည်ရွယ်တာမျိုးဖြစ်ပါတယ်ထောက်လိုင်းအခွဲတစ်ခုကရုရှားအစိုးရကိုဖျက်ချနိုင်လောက်တဲ့ကွန်ပျူတာ virus တစ်ခုကိုတီထွင်ပြီးတဲ့အချိန်မှာပဲအခုခံလိုက်ရပါတယ်သူတို့ဖွဲ့တွေမှာသစ္စာပေါက်ရှိတာသိနေပေမဲ့ဘယ်သူမှရှာလို့မရဖြစ်နေပါတယ်အဲ့ဒီတရားခံကိုရှာဖို့ကြိုးစားရင်းနဲ့ spy နဲ့ချင်းချင်းအောက်ဖဲလန်ကြတယ်သစ္စာဖောက်ကြတွေကိုကြည့်ရင်းနဲ့နောက်ဆုံးမှာဘယ်သူကတရားခံအစ်စ်လဲဆိုတာကိုသိလာမယ်ဇလန်မျိုးပဲဖြစ်ပါတယ်จิตတာခက်တာအသားပေးမဟုတ်ဘဲနဲ့ spy တွေရဲ့အုံလောက်ချင်းပြိုင်တာတွေကိုအသားပေးထားတဲ့ဇလန်ဖြစ်တာကြောင့်ငန်းနဲ့ရှင်ပြီးပြီးတော့ရတာတွေကိုနှစ်သက်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီဇလန်လေးကလုံးဝကြည့်လို့ကောင်းနေမဲ့ဇလန်တစ်ပုဒ်ပဲဖြစ်ပါတယ်အဲကြောင့်မဲတကယ်ကျွန်တော်လုံးဝမိစံကြည့်တဲ့ဇလန်ကောင်းတစ်ပုဒ်အဖြစ်နံပါတ်2ကနေရွေးထုတ်တင်ဆက်ပေးလိုက်ပါတယ်နံပါတ်1 The Lost Bats 2025ခုနှစ်ရဲ့ဒီဘက်လတွေထဲမှာထွက်ရှိထားတဲ့ဇလန်များစွာထဲကနေမှာ Radiant တော့ကျန်တဲ့ဇလန်ကောင်းတစ်ပုဒ်ပါအရှိ Paradise မှာဖြစ်ပွားနေတဲ့မီးဘေးကြီးတစ်ခုအတွင်းမှာကျောင်းဝက်ကလေးတွေကိုပေးညရာကိုရွှေ့ပြောင်းမှုစူးစမ်းနေတဲ့အကြောင်းတကယ်ဖြစ်မှန်ဇလန်ကိုပြန်လည်ရိုက်ကူးထားတာပါမေရီလိုကော်ရက်ဆီယာမတယောက်နဲ့ဘတ်စကာမောင်သမားကီဗီနိုကကလီ23ယောက်ကိုကယ်ထုတ်ဖို့အတွက်အပြင်းမြန်လှုပ်ဆောင်နေရပါတယ်ချင်းချောပိတ်ဆို့မှုဆက်သွယ်ရေးပြတ်တောက်မှုတွေနဲ့မီးဘေးရဲ့အန္တရာယ်ကြားမှာသူတို့ဟာအစီအစဉ်အတိုင်း pin ဆိုတဲ့ lane ကိုဆက်သွားမလား
ဒါမှမဟုတ်ပို့ပြီးတော့မြန်တဲ့ Clark ဆိုတဲ့လမ်းကိုရွေးချယ်ရမလားဆိုတဲ့ဆုံးဖြတ်ချက်တွေနဲ့ရေးဆိုင်နေရပါတယ်။တစ်ဖက်မှာလည်း Mary ရဲ့သား Jake ကိုသူ့အမကသွားခေါ်နေပြီးတော့တို့တစ်ခုလုံးကိုရွှေ့ပြောင်းဖို့အရေးပေါ်အမိန့်ထုတ်ပြန်ထားတဲ့အခြေအနေမျိုးပါ။မိသက်ဌာနရဲ့ရေးပေါ်ဝန်ဆောင်မှုတွေကလည်း Chico Queen ဆိုတဲ့နေရာမှာစုဝေးနေပြီးတော့မြို့ထဲမှာလျှက်စစ်မီကိုဖျက်တောက်ဖို့အတွက်ကြိုးစားနေကြပါတယ်။ဒီခြေနေတွေကြားမှာ Kevin နဲ့ Mary တို့ကကလေးတွေကိုပေးခင်ရကိုအမြန်ပို့ဆောင်ဖို့အတွက်အပြိုင်ဆိုင်လှူရှားရုံးကန်မှုတွေကိုတဝါကြီးမြင်တွေ့ခံစားမှာဖြစ်ပါတယ်။ဒီဇလန်ကအရေးပေါ်အခြေအနေတွေမှာတာဝန်နဲ့ဖိအားတွေကြားကဆုံးမချက်တွေကိုတေချာလေးကိုရိုက်ကူးပုံဖော်ပေးထားတာမို့တကယ်ကျွန်တော်လုံးဝနံပါတ်လို့တင်တဲ့ဇလန်ကောင်တစ်ပုဒ်ဖြစ်နံပါတ်1ညကနေရွေးထုတ်တင်ဆက်ပေးလိုက်ပါတယ်။အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဗျ။ဗီဒီယိုလေးကအကြောင်းအရာတွေကိုနှိမ့်သက်တယ်ဆိုရင်တော့ like share subscribe comment လေးနဲ့အတူ notification call လေးကိုနှိပ်ထားပြီးတော့အဆောင်မြောက်အားပေးနိုင်ပါတယ်။တကယ်ကျွန်တော်အားလုံးပဲနောက်တော့မှပြန်လည်ဆုံတွေ့ကြတာပေါ့။